ဟယ်လိုအားလုံးပဲမင်္ဂလာပါကဲကျမတို့ပန်းလောင်မြစ်ကိုသွားခဲ့တဲ့အပိုင်းဆက်ကလေးကိုဆက်ပြပြပေးပါမယ်ရှင်အခုကတော့ကျမတို့ main ရေတကုံကိုသွားပါတော့မယ်လာလိုက်တာ main ရေတကုံကိုအနည်းဆုံးဘယ်လိုသွားရမလဲဆိုတာကိုတော့ရှေ့ဗီဒီယိုလေးမှာပြပြထားပါတယ်ဟိုမလေးဒီတော့စီးရပဲမလေးဝဲလဲစီးရတာဒီနေ့ရေဝဲရှိရနော်ကဲကျမတို့ကတော့စောင်းတွင်းတော့သွားထားတာတောင်မှရေကအဲ့လောက်စီးနေတာလေအခုလိုမိုးရင်းဘက်ကိုသွားမယ်ဆိုရင်တော့သွားမဲ့မိတ်ဆွေတွေအနေနဲ့ဒီရေစီးတဲ့အနေရကိုတော့ဂယူးဆိုင်ပေးပါဘာလို့လဲဆိုတော့မိုးရင်းဆိုတော့မိုးများမယ်ရေစီးပူချက်မယ်ပန်းလောင်မြစ်ကမြစ်ကျင်းတယ်ဆိုပေမဲ့ရေတအားစီးပါတယ်ကျမတို့ကတော့ main ရေတကုံအရင်ဆုံးမဝင်မဲနဲ့နောက်ထပ်9မိနစ်လောက်ကြော်ပြီးတော့မှမောင်းရတဲ့ရေတကုံအသေးလေးကိုသွားပါတယ်ရေတကုံအသေးလေးကိုသွားတာကဘာအားသာချက်ရှိလဲဆိုတော့သူကမြစ်လယ်ကောင်မှာအခုလိုမျိုးကြောက်တုံးတွေရှိတာဖြစ်တဲ့အတွက်ကြောက်တုံးတွေမှာကန့်ကပ်ပြီးတော့အလှဓာတ်ပုံတွေရိုက်လို့ရပါတယ်ပြီးတော့ရေတကုံအသေးလေးဆိုတော့လေလူကြီးတွေကလေးတွေပါလာတဲ့သူတွေဆိုရင်လည်းရေတကုံအကြီးလောက်အနေမများဘူးပေါ့နော်ရေစီးတာလည်းရေပန်းကကြားတဲ့လောက်ကလေးပဲဆိုတော့လေအပေါ်မှာလည်းသူကရေကန်လေးလိုဖြစ်နေတာဆိုအဲ့ဒီမှာရေလဲချိုးလို့ရပါတယ်ကျမတို့အပေါ်ကိုတက်သွားလိုက်တယ်အဓိကသတိထားရမှာကတော့အတက်အဆင်းနေရာတွေပေါ့နော်သူကအတက်အဆင်းနေရာတွေမှာရှွန့်လို့ပဲနည်းနည်းလေးတွေရှိတာဖြစ်တဲ့အတွက်လူကြီးတွေကလေးတွေပါလာရင်ချော်နိုင်တယ်သူကဘေးမှာလက်တန်းရည်လို့မရှိဘဲနဲ့တသားထုံးကြီးတစ်ထုံးပဲရှိတာပေါ့နော်ခဲဒါတော့ကျမတကယ်ချင်းကတော့မြစ်လက်ကောင်မှာကျမတို့နှစ်ယောက်ရေဆော့တယ်တပုံရိုက်ကြတယ်ပေါ့ရှင်ပြီးရင်တော့ main ရေတကုံကိုပြန်လာပါပြီ main ရေတကုံရဲ့အလှကျတော့ဗာနဲ့တူလဲဆိုတော့ကျမတို့ကမ်းခြေမှာချောင်းသာတော်ငွေဆောင်လို့သွားတယ်လို့ပေါ့သူကဒီရေတကုံရဲ့တစ်ဖက်ချမ်းမှာတောင်ထုံးနေတာပေါ့နော်သဲတောင်ထုံးနေတယ်အဲ့ဒီမှာမှကျွန်တော်ဝါးဓာလေးထိုးပေးလိုက်တော့သူ့ရဲ့အလှတရားဘာနဲ့မှဖော်ပြလို့မရဘူးပေါ့နော်ရေလေးကပြလဲပြီးတော့ဒီသဲတောင်မှာလမ်းလျှောက်ရတာ feeling ကတူမနေဘူးခွဲအရန်ကိုအေးချမ်းနေတယ်ပေါ့နော်တော်တော်လေးလှတယ်ဒါပေမဲ့အားနည်းချက်ကသူကဘာလဲဆိုတော့အလင်းမြစ်လက်ကောင်မှာကြောက်တုံးမရှိတာဖြစ်တဲ့အတွက်ဆင်းလို့တော့မရအဲ့နာရေစည်းတန်တယ်ပြီးတော့နေနည်းနည်းပူတယ်ပေါ့နော်အဲ့တော့ကျမတို့အကြာကြီးအဲ့ဒီမှာမနေပါဘူးအဓိကဘာကိုတဲဝါးစေခြင်းလဲဆိုရေဘူးတော့တဲဝါးပြီနားတာကိုတော့ဒီမှာခဏတစ်ဖြုတ်ပဲနားပြီးတော့ထမင်းဆိုင်ရောက်မှတေချာလေးနားစေခြင်းနဲ့ပေါ့နော်ရေတကုံကအပြန်ကြလို့ရှင်လဲကျမတို့ကဒီမြစ်ထဲမှာမျောချရအောင်မယ်အဓိကတော့ဒီရေစုံလေးမျောလိုက်သွားမှာပေါ့နော်ပြီးတော့မှဓမ္မစာနာမှာပါဓမ္မစာနာနေမှာပဲအဝတ်တွေလဲမှာပါရှင်ပြီးတော့ဒီဘက်ဘေးနားလေးမှာပေါ့နော်ကျမတို့ကတဲလေးဆောက်ပြီးတာအဲ့ဒီမှာမိန်းကလေးတွေအနေနဲ့ဝစ်စားလဲခြင်းလဲလို့ရတယ်နောက်ပြီးတော့ခဏတစ်ဖြုတ်စားတာဖြစ်ဖြစ်နားတာဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့အမိုက်ကလေးတွေကိုတေချာလေးပြန်ပြီးတော့ရှင်းပေးခဲ့စီချင်ပါတယ်ရှင်သူကလေရေတကုံကတောင်ကျိုးနေရာမှာရေတကုံနှစ်ခုဖြစ်နေရဆိုတော့တော်တော်လေးလာတယ်ဟိုဘက်ကကြည့်ရင်လည်းလာတယ်ဒီဘက်ကကြည့်ရင်လည်းလာတယ်အရန်ကိုပနံတင်တယ်ပေါ့နော်ဒါတော့ကျမတငယ်ချင်းရောကျမရောသူတို့အတွဲရောကျမတို့တွေအဲ့မှာပျော်ပါပြီးတော့အမတ်တရရိုက်ကူးနေကြတာတကယ်ကိုမပြန်ချင်လောက်အောင်ပဲပေါ့နော်ဒါပေမဲ့လည်းပန်းလောင်ခီးစီကကျတော့လဲစရာနေရာအများကြီးမရှိတာဖြစ်တဲ့အတွက်ကျမတို့ network နဲ့တဲ့အချိန်ကလုံလောက်ပါတယ်ကဲအပြန်မှာဘယ်လိုရေမျောချမလဲနဲ့ဓမင်းပမာစားမလဲစကြည့်ပေးပါအောင်ရှင်